ရထားတဲ့ဘဝလေးတစ်ခုမှာမိမိလျော်ရော့ရထားတဲ့ဘဝလေးမှာရင်မှုနေကြရင်မှုပြီးမေးလျော့နေတယ်ရင်မှုမေးလျော့ပြီးတော့ဘာတွေလှုပ်တုံးဆိုတော့ကိုလှုပ်ချင်တာတွေလှုပ်နေကြရင်မှုမေးလျော့တယ်လူတွေဟာလှုပ်ချင်တယ်ဆိုတော့ဘာတွေလှုပ်တုံးဆိုမကောင်းမှုအောက်သူတွေပဲပြောကြတာပြောမယ်ပါမယ်တောက်မယ်စားမယ်ဟုတ်လားစိတ်ဆိုးစရာရှိရင်ဆိုးမယ်လိုချင်စရာရှိရင်လောဘဖြစ်မယ်တွေးဝေမှုကိုပယ်ဖြောက်ဖို့အသိပညာကိုရှာဖွေဖို့ဆိုတာစိတ်ကူးတဲ့တောင်မထက်စိတ်ကူးတဲ့တောင်မထက်အလုပ်ရှာမယ်ပိုက်ဆံရှာမယ်ငွေကြေးတနက်များများရှာမယ်ရှားလာရင်သုံးမယ်ဖြုံးမယ်ဒီစင်နဲ့အမြဘာပဲလုပ်ရနော်ဘာပဲလုပ်ရပိုက်ဆံရပြီးရောပျော်ရပါရပြီးရောဆိုတဲ့အနေအထားမျိုးတွေကိုပမာထရှင်မှုမေးလျော့နေတာအဲ့ဒါတွေကလူ့ဘဝမှာတန်ဖိုးမဟုတ်ဘူးသို့တော့အများစုကအဲ့ဒါတွေကိုလက်ခံပြီးကျင့်သုံးနေကြတာပဲဖြစ်တယ်ပေါ့ကျင့်သုံးနေကြတယ်မြေတမ်းစိတ်ထဲမှာလောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်မာနတွေဖြစ်တယ်အိတ်တာတွေဖြစ်နေတယ်သို့တော့သတ္တနာမှာလောဘတွေဖြစ်နေပါလားဒေါသတွေဖြစ်နေပါလားမောဟတွေဖြစ်နေပါလားအိတ်တာတွေဆိုမနာလိုတဲ့ jealousy တွေဖြစ်နေပါလားမစ္စရိယဆိုရယ်ကိုယ်သာကြီးပွားခြင်းနဲ့နော်ကိုယ်သာကြီးပွားခြင်းနဲ့အတ္တလွန်ကဲတဲ့မစ္စရိယတရားဖြစ်နေပါလားဆိုတာမသိကြအိပ်ပျော်နေတဲ့လူဟာဘယ်သိမလဲကိုယ်တဏ္ဍာမှာအကုသိုလ်ဖြစ်လို့ဖြစ်မှန်းမသိဘူးမကောင်းတာတွေလုပ်နေလို့လုပ်မှန်းမသိဘူးသူစိတ်ထဲမှာအပျော်အပါလို့ပဲသဘောထားတယ်တောက်ကြတယ်စားကြတယ်မူးကြတယ်ယူကြတယ်နော်တလောကတောင်ပြောနေကြတယ်ဘယ်နှစ်သိကူပဲဖြစ်ဗမာတွေကမူးတဲ့နော်ကရင်နှစ်သိကူဗမာတွေကမူးတဲ့တရုတ်နှစ်သိကူလည်းဗမာတွေကမူးကမ္ဘာနှစ်သိကူဗမာတွေကမူးအဲ့နှစ်သိကူကိုအကြောင်းပြုပြီးတော့မူးနေတာမူးနေကြတာအဲ့ဒါကိုမူးလို့မူးမှမသိဘူးဆိုလို့ရှိရင်အိတ်နေတာနဲ့တူတူပဲပေါ့အိတ်နေတဲ့အခါမှာလူတွေဟာရောင်ရမ်းပြီးတော့ပြောဆိုနေကြတယ်အိတ်ရင်ရောင်တယ်တချို့လူတွေဆိုရင်နော်အိတ်ရင်ကနေထပြီးတော့ sleeping walker ဆိုတာအိတ်ပြောနေတဲ့အချိန်မှာထပြီးတော့အလုံးလုံးတဲ့လူတွေလည်းရှိတယ်လောကကြီးတောရတရားမှာဆို